ဒီနေ့ကဒီချိန်က noun နဲ့ verb နဲ့ဘယ်လိုခွဲတာလဲ quality verb နဲ့ action verb နဲ့ဘယ်လိုခွဲတာလဲဆိုတာကိုပြပြပေးပါမယ်အဲ့တော့ noun နဲ့ verb နဲ့ခွဲတာကလွယ်ပါတယ်ကျတို့ဒါနဲ့ဆုံးတာမှန်တယ်များက verb ပါเนาะကာတာအိုးတာထားတာကုံမူဟာတာစသဖြင့်ဒါကညီမလို့ဆိုရင်ဒီလို့သိပင်ရတယ်ဒါနဲ့ဆုံးတာမှန်တယ်များကို verb လို့ပြောလို့ရတယ်။ noun ကတော့ကျတို့ထုံးစံတိုင်းပဲလူတွေအရာဝတ္ထုတွေနာမည်တွေနေရာတွေအချိန်တွေနေ့တွေရက်တွေစသဖြင့်ဒါတွေက noun ပေါ့နော်။ quality verb နဲ့ action verb နဲ့ဘယ်လိုခွဲမလဲတဲ့ action verb ကကျတော့တခုခုလှုပ်ရှားနေ movement လုပ်နေရဆိုတဲ့ဟာက action verb ပါဖတ်ကြည့်လိုက်ပေါ့နော် verb လေးဥမာဂါတာလိုမျိုးဂုံပူဟာတာလိုမျိုးเนาะချောင်းဆိုးဟာတာလိုမျိုးဒါမျိုးဆိုရှင်ကျတို့ကဒါတခုခုလုပ်နေရဆိုတဲ့ action အရေးသွေးတစ်ခုခုပြနေပြီเนาะကြားတာတို့ gear တာတို့ map တာတို့ ship တာတို့စတဲ့သူ့ရဲ့ဒီ quality အရေးအသွေးကိုပြနေပြီဆိုရင်ဒါကကျတို့ quality verb ပေါ့เนาะအဲ့မှာမှကျတို့ကနာပုတ္တာတို့เนาะအဖုတာတို့ကိုဖုတာတို့ကကျတို့ဘယ်ထဲမှာထည့်ရလဲဆိုရင် quality verb တွေမှာထည့်ရတယ်ဒါလေးပါပဲเนาะရိုးရှင်းပါတယ်အဲ့တော့ noun နဲ့ verb နဲ့မှာဒါနဲ့ဆုံးတာမှန်တယ်များအကုန်လုံးဒီ verb quality နဲ့ action verb မှာတခုခု movement ကိုလုပ်နေတာဆိုလို့ရှိရင် action verb တခုခုအရေးအသွေးကိုဖော်ပြနေပြီဆိုလို့ရှိရင် quality verb ဒီလိုခွဲပါမယ်เนาะ